နာပါရဲ့နဲ့လာအခွဲမှာမောင်ဖန်တီးတဲ့ချစ်ရဲ့ရှိများကိုအခုမှအလွမ်းပေါ်နေသလိုမောင်အချစ်ဆုံးကမင်းတယောက်တည်းလို့ဒီအချိန်မှအသေးကသိလိုက်တာစံဒါကလေးများနောက်ဘဝရည်စုကမဖြစ်နိုင်တော့တဲ့အချိန်မှနင်းဆန်းတဲ့ပန်းကလေးများလဲလန်းရွှင်အမြဲမမဝမှာလဲအကျဉ်းနာက